ပါရမီဖြစ်ဖက်ဆိုတာပါရမီဖြစ်ဖက်ဆိုတာလင်းနဲ့များကိုမှပါရမီဖြစ်ဖက်လို့ပြောတာမဟုတ်ဘူးလင်းများဖြစ်သွားယုံနဲ့လေပါရမီဖြစ်ဖက်မဖြစ်နိုင်ဘူးစုံတွဲတွေတော်တော်များများထင်ထားတာမျိုးကနှစ်ကာလအကြာကြီးတွဲတိုင်းလက်ဆောင်တွေအများကြီးပေးတိုင်းရတိုင်းကိုချစ်တဲ့သူနဲ့ညာတိုင်းပါရမီဖြစ်ဖက်ဖြစ်ပြီးဆိုပြီးလက်ခံထားကြတာများတယ်တကယ်ကဒီထက်တောင်နည်းနည်းသေးတယ်ဒါကြောင့်ဒီအကြောင်းအရာအဲမှာပါရမီဖြစ်ဖက်ဖြစ်ဖို့အတွက်လူများသိကြတယ်ပါရမီ10ပါးကိုဘယ်လိုဖြစ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးရေလီရှာဗန်နွေလာရှုထောင်းကနေတင်ပြချင်ပါတယ်တယောက်ကိုတယောက်ကောင်းမွန်တဲ့အလုပ်တွေပို့ပို့ပြီးလုပ်ဖြစ်အောင်ကုညီပံ့ပိုးပေးမှပါရမီဖြစ်ဖက်လို့ခေါ်တာကောင်းမွန်တဲ့အလုပ်ဆိုတာကတပေကန်းတာတစ်ဖက်လူအဆင်ပြေစေဖို့ကိုမှမရှိတာလေးကနေဝေမျှပေးတာပါကိုကဘာပေးလိုက်ပါတယ်ဆိုရဲ့အပေါ်ငါပေးမှသူရမှာဆိုတဲ့မာနမျိုးမထားဘူးပြန်ရဖို့လည်းမမျှော်လင့်ဘူးဒါကိုဗုဒ္ဓဓမ္မမှာတော့ဒါနပါရမီဆိုပြီးခေါ်တာပေါ့နှစ်အကျင့်ကောင်းအောင်နေတာစုံတွဲတွေမှာဖြစ်နေကြကခြံကုန်ရတာနဲ့စနိုက်မိသွားတာနဲ့ကြာကူလီရိုက်တာနဲ့စုံလို့တကယ်ဘသူကရေလာမြောင်းပေးလို့ကိုစိတ်ကမပါရင်ဖောက်ပြန်နေစရာဘာအကြောင်းမှမရှိဘူးဒီတော့မဖောက်ပြန်မိအောင်နေချင်းဒီပင်လျင်ကိုချင်းတီလာကိုကောင်းမွန်အောင်ထိန်းချင်းပဲဖြစ်တယ်၃ကိုကြိုးမငဲ့တာကိုပဲကောင်းစားဖို့မတွေးနေဘူးကိုကောင်းစားနေရင်တစ်ဖက်ကလက်တွဲဖော်ကိုကောင်းစားစေချင်တာမျိုးကောင်းစားစေချင်နေဆိုရဲ့ဆန္ဒကိုလည်းဆန္ဒကြီးတက်မထားပဲအကောင့်ထဲဖော်ပေးတာမျိုးဒိုပြောရင်ကိုချစ်သူအဆင်ပြေစေဖို့ပဲအဓိကထားပြီးအလုပ်လုပ်ပေးတာကိုဆိုလိုတာ၄မြန်မျောမြင်ရှိတာယောက်ျားလေးဖြစ်အမျိုးသမီးပဲဖြစ်တင့်အနေနဲ့ကိုပါကိုပါရမီဖြစ်ဖက်လို့ခံယူထားတယ်ဆိုရင်ထိုက်တလောက်တော့ဉာဏ်ရှိဖို့လိုပါတယ်အမျောမြင်ရှိမှပဲကိုလက်တွဲဖော်ကိုလမ်းမတွေမလျှောက်မိဖို့နေလန်းကောင်းတွေပေးနိုင်မှာကိုဒီဟာကထိခိုက်စေတယ်မထိခိုက်စေတယ်ဆိုပြီးကိုမက်ကမစင်စားတတ်တဲ့ပါရမီဖြစ်ဖက်လို့မမှတ်ယူသင့်ပါငါစိတ်အားထက်တန်တာတကယ်ဆိုအပေါ်က၄ချက်စလုံးကိုထိန်းချုပ်ထားတာဒီအချက်ကပဲပေးကမ်းဖို့တစ်ဖက်လူအဆင်ပြေဖို့အဓိကဦးစားပေးဖို့ဉာဏ်မျောမြင်ရှိဖို့အကျင့်ကောင်းအောင်နေဖို့ကစိတ်အားထက်တန်မှပဲရမှာပါစိတ်ပါရင်ဘသူခွဲလွဲမှာမဟုတ်ဘူးမပါတဲ့အခါဘသူတွဲမြဲမှာမဟုတ်တော့6တီးခံတာခဏီပါရမီပေါ့တီးခံရတာအပြောကလွယ်တယ်လို့ဖို့ကတာခက်တယ်ဆိုရင်မဲ့ကြုံနေလာရတဲ့အကောင်းဆိုအမျိုးသောလောကဒဏ်တွေကြောင့်ဖောက်ပြန်မသွားပဲကောင်းမွန်မှန်ကန်အကျိုးရှိတဲ့အလုပ်တွေကိုပြီးဆုံးအောင်မြင်အောင်လှုပ်ဆောင်တာဟာပါရမီဖြစ်သူတို့ရဲ့စိတ်သက်ပါပဲခုနှစ်ကတိတီတာတစ္ဆာမှန်ကန်တဲ့အလုပ်ကိုမှန်ကန်ပဲလုပ်တယ်ကြော်ညာထားတဲ့အတိုင်းမှန်ကန်လုပ်တယ်လုပ်ပေးနိုင်တာကိုသာပြောတယ်လုံနိုင်ုံလေးပဲလုပ်တယ်လုံမပေးနိုင်တာတွေအတွက်လေကြီးလေကျဲအာမချောင်ဘူးတနည်းပြောမယ်ဆိုတစ်ဖက်လူကိုမျောလင်းချက်မပေးတာမျိုးပေါ့ရှစ်ဆုံးဖြတ်ချက်ခိုင်မာတာဒီအချက်ကနံပါတ်9အချက်နဲ့ဆက်နေတယ်လို့ပြောရင်လည်းမမားပါဘူးကိုပေးမယ်ပြောတာတစ်ခုကိုပေးဖို့လုံမပေးနိုင်တဲ့ကိစ္စတစ်ခုကိုရင်ကျေးစွာညှင်းဆိုဖို့တစ်ဖက်လူကောင်းစားဖို့ကိုစွမ်းတလောက်ကူညီစွမ်းဆောင်ပေးဖို့ဆိုတာချလိုက်တဲ့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှအဆင်ပြေမှာပါကိုမိတ်တာထားတာဒါကိုတော့မေတ္တာလို့ပြောနိုင်ပါတယ်တစ်ဖက်လူကိုအဆင်ပြေချမ်းသာစေလို့သောစိတ်ထားရှိပြီးတော့အဆင်ပြေချမ်းသာအောင်တက်နိုင်သမျှလှုပ်ဆောင်ပေးတာကိုမေတ္တာနဲ့ပါရမီဖြစ်ပေးတာပဲဖြစ်တယ်တစ်ဆက်ဥပိ္ပခာပြုတတ်တာတချို့ကဥပိ္ပခာဆိုတာကိုလစ်လျူရှုတယ်လို့ဆိုကြတယ်တကယ်ဥပိ္ပခာတရားဆိုတာအကောင်းမြင်စိတ်ရှိမှအဆင်ပြေတာစင်းရဲချမ်းသာတာမရုံလို့တော့အားကဲရဲ့လဲမခံစားတော့သလိုချီးမွမ်းလဲမမြောက်ကြတော့အားကိုမှဥပိ္ပခာလို့ခေါ်တာပါကိုလက်တွဲဖို့အတွက်ပါရမီဖြစ်ဖက်လို့ခံယူထားတယ်ဆိုရင်တော့တစ်ဖက်လူချစ်နေသည်ဖြစ်စေမုန်းနေသည်ဖြစ်စေကိုလုပ်ပေးရမယ့်အလုပ်ကိုမပိုမလို့လုပ်ဖို့လိုပါမယ်ဒီတစ်ဆက်ချက်နဲ့ကိုက်ညီနေရင်နဲ့တင့်ပေးပါတနာကိုပါရမီဖြစ်ဖက်ဆိုပြီးသတ်မှတ်နိုင်ပါပြီ